အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကပင်လယ်စာတုံညမ်းညိုလေးချက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးရေစုဦးထဲမှာစပလင်နဲ့6ရက်ကိုထည့်ပြီးတော့မှမွေးလာတဲ့အထိပြုတ်ပါမယ်ခင်ဗျာပြီးတော့ရင်တော့မိမိနှစ်သက်ရာတုံရမ်းအနှစ်သို့မဟုတ်တုံရမ်းခဲကိုထည့်ပါမယ်ခင်ဗျာကျွန်တော်ကတော့တုံရမ်းနှစ်ကိုထည့်ထားပါတယ်ခင်ဗျာနောက်တစ်ဖန်ပြန်ဆူလာပြီဆိုရင်တော့ပစုံနဲ့ကင်းမွန်နီကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာမိမိနှစ်သက်ရာအသားငါးကိုထည့်နိုင်ပါတယ်ခင်ဗျာတခြားပါဝင်ပစ္စည်းတွေကိုလည်းထည့်ပါမယ်ခင်ဗျာကျွန်တော်ကတော့ငုံဦးပေးပြားမှုကျက်သွန်နီငရုတ်သီးနဲ့ရှောက်ရွက်တို့ကိုထည့်ထားပါတယ်ခင်ဗျာခရမ်းညင်သီးကိုလည်းမိမိကြိုက်ရင်ထည့်လို့ရပါတယ်ခင်ဗျာအရသာအတွက်ငါးငက်ပြာရေးစားတကြားချက်သားမှုတို့ကိုထည့်ပါမယ်ခင်ဗျာအဖို့အငံကိုတော့မိမိစိတ်ကြိုက်ချိန်စားပြီးတော့မှထည့်နိုင်ပါတယ်ခင်ဗျာပါဝင်ပစ္စည်းတွေအကုန်ကျက်လောက်ပြီဆိုရင်တော့နှုတ်စိမ်းကိုထည့်ပါမယ်ခင်ဗျာဒီနေရာမှာတချို့ကလည်းအုံတို့ကိုတုံးကြပါတယ်ခင်ဗျာကျွန်တော်ကတော့စင်စိမ်မွေးမွေးလေးစားချင်တာမလို့နှုတ်စိမ်းကိုဘူးဝက်လောက်ထိကိုထည့်ခဲ့ပါတယ်ခင်ဗျာနောက်တစ်ခါပြန်ပြီးဆူလာပြီဆိုရင်တော့6ရက်ကလေးအုပ်ပြီးတော့မှချလိုက်လို့ရပါပြီခင်ဗျာအခုဆိုရင်တော့ကျွန်တော်ရဲ့ပင်လယ်စာတုံရမ်းဟင်းညိုလေးရပါပြီခင်ဗျာ